ချစ်တယ်ဆိုတာငါသိတယ်ဆိုတာလက်စုပ်လက်ကင်ပြတဲ့လောက်တဲ့အထီးတင်းမှာရှိထားပြီဆိုရင်တင်းကိုးကွယ်တာမပြင်းတော့ဘူးအဲ့ရဝင်တဲ့ခါမှလည်းပဲသူနဲ့ပဲညောင်းနေတာရဲ့အဆိုးကိုသူနဲ့ဆုံးတတ်ချင်တယ်နေတာပြစားလာပြီဆိုလည်းပဲမျက်လုံးနဲ့လုံးဖွင့်လာတယ် Love you Jesus Good morning Jesus I'm not alone I'm not alone Hallelujah သူများပြန်လဲအဖေနေချင်းနေအားလုံးကသူတို့ခဏဖြစ်လာမှာမဟုတ်လား reject ညင်ပယ်ခြင်းနဲ့ထွက်လာရရတယ်သူများရဲ့ reject လုပ်ခံတဲ့ထွက်လာရရတယ်ဒါပေမဲ့ဘာသာသူများ reject လုပ်ခံပြီဆိုရင်တင်နာမှသူရှိတယ်ခါလေးမှာမဖြစ်ချင်တာတွေတင်ပေါ်မှာဖြစ်လာရင်ဘယ်သူမှပြတ်မတင်ပါနဲ့ခြေစွပ်တွေအဲ့ဒါအကောင်းဆုံးဖြစ်ဖို့ပါ